live လွတ်နေလို့နောက်တိကျင်တာလေးရှင်ပြီးမှပဲလာမင်းတော့အဲ့လိုမဟိုဟာလေစာဖို့ပြီးအရန်မမင်းနေတည် live လွတ်နေတဲ့အချိန်ဆိုအဲ့လိုစာတွေကဝင်လာပြီးအဲ့မေးရတယ်ကိုဖြေရအရန်စိတ်ညစ်လို့တိကျင်တာရှင် comment မှာတစ်ခါတည်းလာပြီးတော့တစ်ခါတည်းတန်းတည်ပြီးအဲ့စာဖို့ရအရန်စိတ်ညစ်စာအမုန်းဆုံးကစာဖို့ရတာအရန်မုန်းဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါရှင်အဲ့ပြီးရင်ဖြည့်ပေးမယ်နော် live လွတ်နေတဲ့အချိန်ဆိုဘာလို့မေးပါလဲဖြည့်ချင်ပါဘူးကျေးဇူးပါနော်ကိုကြီးကျေးဇူးတင်ပါတယ်ရှင်跟我们也不同意。我也能见别的吧？大王，ဟယ်လိုမင်္ဂလာပါ哎，你玩那看的，好了，别说太难。哎，好。ဟုတ်တယ်ပေါက်လည်းမပေါက်ဘူးဟုတ်တယ်စိတ်ညစ်လိုက်တာမပေါက်ရင်စိတ်ညစ်တယ်ဒီလားရမ်းလည်းငိုချင်တယ်ကျေးဇူးပါနော်ကိုကြီးလက်ဆောင်ပေးရကိုကြီးကျေးဇူးပါ对呀，你要看，好没？这是在，他高了吗？在哪不高了？你说要炸？哎，要炸？有时候的话，到每个月发现了一点的那个空间，没有没有的话， ဟယ်လိုမင်္ဂလာပါရှင် 你要高这么多？ Hi ညီမလေး follow လုပ်ပေးပါဦးခဲ့ပါရှင်ညီမ follower လုပ်ထားပေးမယ်နော် live လွတ်နေလို့ပါနော် live ပြီးမှလုပ်ပေးပါမယ်ရှင် 哪个的过来，等等等等，等那个的过来，有多嘛？还没拿那个有的话，就现在就不来有那个。那个的话，主要比较，不可能变成你拿过。ကျေးဇူးအများကြီးတင်ပါတယ်။နားနဲ့အဆင်ပြေလားပြည့် 他那边不完，不跟你搞大那边变，哎，马路过来你搞大那边变。哎，这个。ပြည့်ပါတယ်ရှင်လူကတော့အရန်ခါနေပါည7နာရီခွဲထိညအောင်နေပြီးပါတယ်လက်ဆောင်ပေးမယ်ဆိုတော့ည7နာရီပို့တော့မယ်ပုံမှန်သူ7ခွဲ7ဆို live ကိုရက်တာဒီညညအတိအပိုရောက်ခဏဆောင်အောင်လည်းသူလုံးလုံးနေလို့လက်ဆောင်ပေးခြင်းလို့ဆိုတော့7ခွဲထိနေပေးပါနေအောင် Telegram အကောင့်တွေလာမတောင်းပါနဲ့ Telegram လည်းမသုံးပါဘူးเนาะဒီလားနော်ဒီလား Telegram သုံးလည်းမပေးပါဘူးเนาะကြိုသိဖို့ဒီလားနော်ဟိုဒီတိုင်းလာတောင်းနေရလက်ညောင်းပါဆိုလို့ Telegram အကောင့်ကိုဒီတိုင်းတောင်းနေ Telegram ပေးပါလားသုံးလည်းမပေးတယ်လို့ပေးလည်းမသုံးပါဘူးရှင်ဒီမှာစကားပြောလို့ရနေရပါဘာ Telegram နဲ့ကောက်ဒီတိုင်းလာတောင်းနေတယ်ဒီမှာတခါလည်းကြ Wi-Fi ဖွင့်လာတော့ကွာတည်ရဆက်ကိုဝင်မကြည့်လေစားအမြဲတမ်းဝင် Facebook တို့ Telegram တို့ဆိုလုံးဝတော့မသုံးဖြစ်ဘူးဒီဟာပေါ်အောင်သုံးသေးတယ်ဘာသုံးလဲအဲ့ဒါဆိုဘာမှမသုံးဘူးနော်ဒီကို live တစ်ခုကိုသုံးနေတာပြောချင်ဒီမှာပဲစကားပြောပါနောက်လျှောက်တောင်းနေဟယ်လိုမင်္ဂလာပါကိုကဒီမိန်းကလေးယောက်ကိုချစ်တယ်သဘောကျတယ်ဆိုရင်ဟိုဘာလဲသူ့ကိုနေတိုင်းမြင်ရမယ့်နေရာမျိုးကွာတည်တယ်သူ့ကိုနေတိုင်းသူ့မျက်နှာလေးနေတိုင်းတွေ့ရမယ့်နေရာမျိုးတည်ရမလားအဲ့လိုမျိုးနေရာမျိုးတွေမှာတော်တော်များများဟိုဥစားဖြစ်ကြတယ်လို့အခုကတော့မဟုတ်ဘူးဘာလဲမျက်နှာမမြင်ရမယ့်နေရာကြီးလိုက်တာလိုတွေလည်းမသိရှင်းလို့တကယ်ပဲရမ်းဆိုးရဒီမှာသူညာရေးစကားလည်းပြောလို့ရတယ်မျက်နှာလေးလည်းမြင်ရတယ်ဘယ်လောက်ကောင်းလဲကျမလည်းယောက်ျားလေးဆိုမတောင်းဘူးကိုချစ်တဲ့သူရဲ့မျက်နှာလေးမြင်ရရင်ပြီးရောဒီလိုရှင်းတော့မျက်နှာမှမမြင်ကြတာနော်
ရှင်းတော့ဟိုလက်ဆောင်လည်းမပေးချင်လက်ဆောင်မပေးချင်တဲ့ဒီမိန်းကလေးတယောက်ကအရှက်တိတ်ခါဟိုရောင်းစား